ကျင်တစ်ခုလုံးကမောင်အတိကျညီမီစိတ်အေးရဲ့လေတိုက်ထံကလွဲရင်ဘာတန်မှမရှိတော့ဘူးဒါခြေဦးတဲ့ရရှောက်လာမိတာအခုဆိုရင်လမ်းပြောင်းနေပြီရှင်ထဲမှာလည်းတိန်တိန်နဲ့ကြောက်စိတ်တွေကစိုးမိုးနေတယ်အမောင်ထဲကနေတယောက်ယောက်ကစိတ်ကြည့်နေတယ်လို့မျိုးခံစားချက်ကြီးကတကယ်ကိုခြောက်ချားစရာပဲဖိုးရေတားကိုလာရှာပါတားအရန်ကြောက်နေပြီအဲ့ဒီအချိန်မှာပဲအဝဲကမျိုးတွေကြားထဲကနေဝါကျင့်မီးအိမ်ရုံလေးတစ်ခုကိုလှမ်းမြင်လိုက်ရတယ်မီးအိမ်လေးဟုတ်တယ်ဒါဖိုးကင်နေကြမီးအိမ်လေးပဲဒါဘာမှမစင်စားတော့ပဲအဲ့ဒီအလင်းရောင်ရှိရဘက်ကိုအားကိုတကြီးနဲ့ပြေးသွားမိတော့တာပဲရှေ့မှာလမ်းလျှောက်နေတဲ့ကြောပင်ကြီးကဖိုးနဲ့အရန်တူတာပဲတိုဝင့်နေကြအဖြူရောင်ရိုးရအင်ကြီးနဲ့ဆိုတော့ဒါစိတ်အေးသွားပြီအနောက်ကနေထက်ချစ်မကွာလိုက်ခဲ့တယ်ဖိုးတားကိုစောင့်ပါအောင်တားဒီမာလေးဖိုးလို့လှမ်းခေါ်နေတာကို तू ကလုံးဝအရေးမဆိုင်သလိုမျိုးရှေ့ကိုပဲမှန်ကြီးဆက်ရှောင်နေတယ်တိရွက်6တွေနဲ့လိုက်တိုင်းထွက်လာတဲ့ရှက်ဆိုတဲ့အတန်တွေကတောအုပ်ထဲမှာဟင်းနေတာပဲဒါပေမဲ့ရှေ့ကရှောင်နေတဲ့ဖိုးစီကတော့ဘာခြေတန်းမှမကြားရဘူးမြူတွေကလည်းတဖြည်းဖြည်းပို့ထူလာပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုဝါမြူပြီးလိုက်တယ်လို့ပဲလေကလည်းပို့ပြီးစိတ်အေးလာတယ်ဖိုးသားတို့ဘဲကိုသွားနေကြတာလေဖိုးကပိုမြန်ရှောင်သွားတယ်သားခမည်းမှာတော့မောနဲ့ပြေးလိုက်နေရတာဖိုးရဲ့အနားလောက်ရပ်ပါအောင်သားတကယ်ကိုမောနေပြီပါအဲ့ဒီအချိန်မှာပဲသားမျက်လုံးထဲမှာထူးဆန်းတာတစ်ခုကိုတတိထားမိလိုက်တယ်ဖိုးရဲ့ခြေထောက်တွေကမြေကြီးပေါ်မှာမရှိပဲလေထဲမှာဝဲပြီးရှောင်နေတယ်လို့မျိုးကြီးသားခြေလန်းတွေတုံခနဲရပ်သွားတယ်ရှင်ထဲမှာလည်းအေးခနဲချသွားပြီးကြတိမွေးညင်းတီထားလာတယ်ဒါလူတယောက်ရဲ့ခြေလန်းတွေမဟုတ်တော့ဘူးဒါဘေးဘီကိုကြည့်လိုက်တဲ့အခါတော်လိုင်းကပျောက်ကွယ်သွားပြီးအကွယ်နေတဲ့အုတ်ကူဟောင်းနေနဲ့ပြည့်နေတဲ့တင်ချိုင်းကုန်းကြီးတဲကိုရောက်နေပါလားကြီးကန်းတွေရဲ့စူးရှားတဲ့ဟော်တန်းကညာကြီးမင်းကြီးမှာဟင်းထွက်လာတယ်လေတိုက်လိုက်တိုင်းလှုပ်ခတ်နေတဲ့မြစ်ပင်ရွှေကြီးတွေကတရေလက်သေးတွေလိုပဲမီးအိမ်ကိုကြိုက်ထားတဲ့အဲ့ဒီလူကဖြည်းဖြည်းချင်းလှဲ့လာတယ်သူ့မျက်နှာကဖိုးမဟုတ်ဘူးမျက်လုံးတွေကဟုတ်ပဲကြီးနဲ့သွေးအေးဖြုံးပြနေတဲ့မိစ္ဆာတကောင်ပဲဒါအကျယ်လီအော်ဟစ်ပစ်လိုက်ပြီမဲ့ဘယ်သူမှမကြားနိုင်တော့ဘူးမီးအိမ်လေးငင်းသွားတာနဲ့အတူအားလုံးကမောင်အတီးကြပြီးပျောက်ကွယ်သွားတော့တယ်လာရောင်အေးမြတဲ့တိတ်ဆိတ်တဲ့ညတညကောင်လေးတယောက်ဟာရွာပြင်လမ်းအတိုင်းတယောက်တည်းလမ်းလျှောက်လာခဲ့တယ်ရုတ်တရက်လေထဲမှာလွင့်ပြန်လာတဲ့ဆိုင်းတန်ရဲ့ပုံတန်တွေကသူ့ရဲ့ခြေလမ်းတွေကိုတန်သွားစေခဲ့တယ်ဒီလောက်ညနေတဲ့အချိန်မှာဘဲကလာတဲ့ပွဲတော်တန်ပါလေသူတီးကျင်စိတ်နဲ့တောအုပ်ဘက်ကိုလှမ်းကြည့်လိုက်မိတယ်တစ်ပင်ရိပ်တွေကြားကနေထွက်ပေါ်လာတဲ့ရွှေရောင်အလင်းတန်းတွေနောက်ကိုသူမရည်ရွယ်ပဲလိုက်သွားမိတဲ့အခါဟိုးတောနဲ့ထဲမှာဒီလောက်စီကားတဲ့ဖျားပွေကြီးရှိနေတာလားမီးရောင်စုံလေးနဲ့လင်းထိန်နေတာပဲသူအယမ်းပျော်သွားပြီးပွဲတော်ကြီးတဲကိုအပြေးလေးဝင်သွားခဲ့တယ်လူတွေကလည်းအများကြီးပဲဒါပေမဲ့ကားနေကြတဲ့သူတွေရဲ့မျက်နှာတွေကဘာလို့ဒီလောက်မှောင်မဲနေရတာလဲဘယ်သူမျက်နှာမှမတဲခွဲဘူးသူတို့တွေကစကားတစ်ခုမှမပြောကြဘူးစိတ်ရုပ်တီလိုပဲလူနေတဲ့လူရှာမှုတွေနဲ့ကားနေကြတာဘိုက်ဆာနဲ့မုန်းဆိုင်တန်းတစ်ခုရှိမှသူရက်လိုက်တယ်ရောင်းစုံမှုလီတွေကိုသူအယမ်းစားရှင်းသွားတယ်မုန်းလှမ်းပေးလိုက်တဲ့ဆိုင်ရှင်ရဲ့လက်ကအသားမရှိတဲ့အယိုးစုကြီးဖြစ်နေတာကိုသူထိတ်လန့်စရာတွေ့လိုက်ရတယ်သူ့လက်ထဲကမုန်းတွေကလည်းမျက်စိရှိတင်တိရွက်ချုပ်တွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးဆိုင်းတန်တွေရုတ်တရက်ရပ်သွားတယ်ပွဲတော်ထဲကလူအလုံးကသူ့စီကိုတပြိုင်နက်တည်းလှည့်ကြည့်လာကြတယ်သူတို့ရဲ့မျက်နှာတွေကကြောက်စရာကောင်းတဲ့တရေတွေအယိုးစုတွေဖြစ်သွားပြီးသူ့စီကိုတိုးကပ်လာကြတယ်ဖြေးအမြန်ပြေးမှဖြစ်မယ်သူကြောက်လန့်တကြားနဲ့မောင်မဲနေတဲ့တော်လန်းအတိုင်းပြေးထွက်ခဲ့လေပွဲတော်ရဲ့မီးရောင်တွေကတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအမောင်ထူးကသူ့ကိုဝါမျိုးဖုတ်ကြိုးစားနေတယ်ဟာသူခလုတ်တိုက်ပြီးလဲချသွားခဲ့တယ်အမောင်ထဲမှာသူမျက်စိကိုတင်းမိတ်ထားမိတယ်သူပြန်နိုးလာတဲ့အခါမှာတော့စီကားနေတဲ့ပွဲတော်အစားခြောက်ချားစရာကောင်းတဲ့တင်ချိုင်းဟောင်းကြီးတွေရောက်နေတာပါလားဒါဟာပွဲတော်မဟုတ်ပဲတရေတွေရဲ့ဖိတ်ခေါ်မှုပဲသူနောက်ကိုလမ်းမကြည့်ပဲအိမ်ဘက်ကိုအမြန်ဆုံးပြေးသွားခဲ့ပါတော့တယ်တခါကရွာကလေးကျွာမှာအပြာရောင်အင်ကြီးလေးနဲ့တိတ်ချစ်ဖို့ကောင်းတဲ့ကောင်လေးတစ်ယောက်ရှိခဲ့ဘူးတယ်ဒီနေ့မှာတော့သူဟာအရင်ကတခါမှမမြင်ဘူးတဲ့ထူဆန်းပြီးလှပလွန်းတဲ့လိပ်ပြပြားကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်လိပ်ပြားလေးနောက်ကိုဖြိုးရွှင်လိုက်ရင်းနဲ့သူဟာတောနက်ထဲကိုတဖြည်းဖြည်းရောက်ရှိသွားခဲ့ပါတော့တယ်UTF ဆိုသလိုနေရောင်ချီတွေပျောက်ကွယ်သွားပြီးဘက်ခွင်းစင်တစ်ခုလုံးဟာအေးဆက်မောင်မိုက်လာခဲ့တယ်။လိပ်ပြားလေးလည်းပျောက်သွားပြီးသူဟာလမ်းပြောင်းနေမှတိလိုက်ရတဲ့အချိန်မှာအရာအလုံးဟာတိတ်ဆိတ်နေခဲ့တယ်။
ကလေးလေးထဲကနေတူတူလေးခေါ်လိုက်တဲ့အတန်းကသူ့ရဲ့ကြောယူတိုင်အထိအေးစိတ်သွားစေခဲ့တယ်မြူနင်းတွေကြားထဲမှာတစ်ပင်ကြီးတွေကသူ့ကိုဖန်စီတော့မဲ့လက်ငေါင်းကြီးတွေလိုကိုင်းညွတ်လာကြတယ်အဲ့ဒီအချိန်မှာပဲပင်စီအိုကြီးပေါ်ကနေ၆ဆရာကောင်းတဲ့ဒေါဆောင်နဲ့ရဲ့မျက်နှာကြီးယူတရက်ပေါ်လာပါတော့တယ်မလို့ပါနဲ့သူအစွမ်းကုန်ပြေးခဲ့ပေမှတစ်မစ်တွေကသူ့ခြေထောက်တွေကိုအတင်းဆွဲထားတယ်လို့ပါပဲအမေခဲပါဦးသူ့ရဲ့အော်ဟစ်တန်ဟာခြောက်ချားစရာကောင်းတဲ့ရဲမိုးတန်တွေကြားမှာပျောက်ကွယ်နေခဲ့တယ်သူရောက်သွားတဲ့ကွင်းပြင်မှာတော့ကြောက်ရွံ့တွေဖြင့်ပြောင်းလဲသွားတဲ့တခြားကလေးငယ်တွေကိုထိတ်လန့်ဖွယ်တွေ့လိုက်ရတယ်အခုဆိုရင်ဒေါဆောင်နေတဲ့တစ်ကိုင်းလက်မောင်းတွေကသူ့ကိုလွတ်လပ်မရှိအောင်ဝိုင်းပတ်ထားလိုက်ပါပြီမင်းလည်းငါစီမှာထာဝရကစားဖို့အဖြစ်နေခဲ့ရမယ်လို့ဒေါဆောင်ကအေးဆက်ဆက်ပြောလိုက်တယ်ကောင်းလေးရဲ့ကိုယ်လုံးလေးဟာတဖြည်းဖြည်းကြောက်ရွံ့အဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့နောက်ဆုံးလက်ကန်တန်ဟာလည်းတိတ်ဆိတ်သွားခဲ့တယ်အခုတော့ဒီတော့အုပ်ထဲမှာအပြာရောင်အင်ဂျီစီလေးတစ်ခုပဲချန်ခဲ့ပြီးဒေါဆောင်နဲ့ရဲ့နောက်ထပ်သားကောင်းကိုစောင့်နေပါတော့တယ်အဲ့ဒီနေ့ကနေဝင်ယူရီအချိန်ပေါ့ကျွန်တော်ဖုန်ကြီးเจ้าကနေအပြန်လမ်းကလေးအတိုင်းတယောက်တည်းရှောက်လာခဲ့တာလက်ထဲမှာလဲစွန်းချိန်လေးကင်လို့အိမ်မှာမမီချက်ထားမဲ့ဟင်းတွေကိုတွေးပြီးပျော်နေခဲ့မိတယ်ရွာအဝင်လမ်းစုံကိုရောက်တော့တောဘက်ကိုသွားတဲ့လမ်းဟောင်းကြီးဘက်မှာလူတယောက်ရက်နေတာကိုတွေ့လိုက်ရတယ်ကြည့်လိုက်တော့ဖေဖီနဲ့အဝတ်စားရောပုံစံမှာအတူတူပဲသူကကျွန်တော်ကိုကြောပြီးရက်နေတာဖေဖီကကျွန်တော်ကိုလက်ရက်ခေါ်တယ်ဒါဒီဘက်လာတယ်သူ့အတန်ကတမျိုးကြီးဖြစ်နေပြီမဲ့ကျွန်တော်သတိမထားမိခဲ့ဘူးဖေဖီစောင့်အောင်လီဆိုပြီးကျွန်တော်လဲဝမ်းသာအားရနဲ့တော်လန်းနဲ့ကိုပြေးဝင်သွားမိတာပေါ့တော်တယ်ရောက်လေပတ်ဝန်းကျင်ကပုံမှောင်လာလေပဲတစ်ကိုင်း6တွေကကျွန်တော်အင်ဂျီကိုဆွဲထားသလိုတော့ခံစားရတယ်ရှီကလူကတော့တရွေ့ရွေ့နဲ့ရှောင်နေတော့မယ်ကျွန်တော်ဘလောက်ပြေးသူ့အနာကိုမကတ်နိုင်ခဲ့ဘူးယူတရက်ကျွန်တော်ခြေလမ်းတွေရပ်သွားတယ်ဒါကျွန်တော်တီးတဲ့လမ်းမဟုတ်ဘူးနေရာတစ်ခုလုံးကလည်းအရန်ကိုအေးစိတ်လာတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေဆိုင်ကယ်မီးရောက်တဲ့ချက်ဟတ်ခနဲ့လင်းလာတာကိုမြင်လိုက်ရတယ်တားရင်ဘယ်တွေရှောက်သွားနေတာလဲတဲ့ဆိုင်ကယ်ပေါ်မှာပါလာတာကကျွန်တော်ရဲ့တခိဖီဖီပါကျွန်တော်ချက်တီးတွေဖြန်းကနေထသွားတယ်ဒါဆိုကျွန်တော်ရှိကခေါ်သွားတဲ့လူကဘာတူလဲကျွန်တော်ရှိပြန်ကြည့်လိုက်တဲ့အချိန်အဲ့ဒီလူကဖြည်းဖြည်းချင်းလှိတ်ကြည့်လာတယ်သူ့မှာမျက်နှာဆိုတာမရှိဘူးကျွန်တော်ဘာမှမစင်စားတော့ပဲအဖိစီကိုအားကိုပြီးတော့လာပဲအနောက်ကနေခြောက်ချစရာရည်တန်းကြီးကိုလည်းကြားနေရတယ်အိမ်ပြန်ရောက်တဲ့အထိကျွန်တော်တုံနေတော့ပဲအဲ့ဒီနေ့ကတာဖီဖီလာမကြိုရင်အခုချိန်ကျွန်တော်ဘယ်နေရာမှာရှိနေမလဲဆိုတာတွေးတော့မတွေးရဘူးအဲ့ဒီညကအဆိုင်မန့်နေလုံရင်းအချိန်ကြီးအတော်လွန်သွားတယ်တကူလုံးလဲပင်ဖန်းနွမ်းနေပြီးအိမ်ပြန်ချင်းစိတ်ပဲရှိတော့တယ်မောင်မဲနေတဲ့လမ်းမပေါ်မှာကျွန်တော်နဲ့ကျွန်တော်ဆိုင်ကဲတန်ကလွယ်ရင်ပါမှမရှိဘူးမြူတွေကလည်းလမ်းပေါ်မှာမိုင်းညိုနေတယ်ရုတ်တရက်ဆိုင်ကဲမိရောင်ခဲမှာတဆုံတယောက်ကိုတွေ့လိုက်ရတယ်အဖြူရောင်ဝတ်စုံနဲ့ကြောပီပြီးရက်နေတယ်ကောင်မလေးတယောက်သူ့အထံကတိုးလွန်းပေမဲ့အေးစလုံးနေအကိုကျမကိုလမ်းထိပ်ထီလိုက်ပို့ပေးပါလားတဲ့အဲ့ဒါကအမတခုမှကျွန်တော်မသိခဲ့ဘူးသူ့လက်တွေကကျွန်တော်ခါကိုလာထီတဲ့ချင်းရေခဲတုံးကြီးတစ်ခုကိုထီလိုက်ရတယ်လို့ပဲတကူလုံးစိတ်ခနဲ့တုံတက်သွားတယ်မိုးကလည်းပိုတဲလာတယ်လို့ပဲဘာလို့မှမသိဘူးကျွန်တော်ရင်ထဲမှာတစ်ခုခုကိုအလိုလိုကြောက်လန့်နေမိတယ်မန်ထဲကနေခိုးကြည့်မိတိုင်းသူ့စံပင်အရှိကြီးတွေကလေထဲမှာတလုံးလုံးနေဒါပေမဲ့သူ့မျက်နှာကိုတော့ကျွန်တော်လုံးဝမမြင်ရဘူးစကားပြောဖို့ကြံပေမဲ့အသံတွေကလေချောင်းထဲမှာပဲတက်နေတယ်ဒီတိတ်ဆိတ်မှုကကျွန်တော်ကိုတတ်နေတယ်လို့ပဲလမ်းဆုံရောက်တော့သူကခက်အံ့အသံနဲ့ပြောတယ်ဒီမှာပဲရက်ပေးပါတယ်အဲ့ဒီအတန်ကကျွန်တော်ကြော်ရိုးတဲ့အထိစိတ်တက်သွားတယ်ဆိုင်ကရက်ပြီးလွှဲကြည့်လိုက်တဲ့အခါလေဟာနဲ့ပဲရှိတော့တယ်ဘယ်အချိန်မှဆင်းသွားတာလဲတစ်ချက်ကလေးတောင်မတိလိုက်ဘူးကျွန်တော်အသက်ရှူဖို့တော့မေ့သွားတယ်ဆိုင်ကနောက်ခုံမှာမိုးရေဆူနေတဲ့အရာတွေကလွှဲရင်ဘာမှမချက်ခဲ့ဘူးဒါပေမဲ့လေဘူးတစ်ချက်ကကျွန်တော်နားရအနာတို့လာတော့တယ်အခုကျမကိုရှာနေတာလားတဲ့ကျွန်တော်တွေ့ကြည့်မိတဲ့အခါမှာတော့မျက်လုံးမရှိတဲ့အပေါက်နဲ့ကြီးတွေနဲ့သူမကကျွန်တော်ကိုတွေးအေးအေးနဲ့ပြုံးပြနေတယ်ကျွန်တော်အော်အေးပြီးဆိုင်ကကိုအကုန်လုံးမောင်းလိုက်တယ်အိမ်ရောက်တဲ့ဒီနောက်ကိုလည်းဘယ်မကြည့်ရတော့အိမ်ထဲကိုအမြန်ဝင်ပြီးတကားပိတ်လိုက်ပြီနဲ့မှန်ထဲမှာတော့သူမကကျွန်တော်နောက်မှာကလေးအသားချက်ကြည့်ပြီးတော့ပဲ
ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျမ်းမာပျော်ရွှင်တဲ့နေ့လေးပိုင်ဆိုင်ရပါစေ